တိတ်တော့မကြံတော့ဘူးကြအားလုံးမစောက်ဘူးတငင်းသီးတွေပါပါတယ်ဟုတ်လား ဟောမိုက်တယ် တငင်းသီးတွေပါပေါ့ ဒီရော အကုန်လုံးတက်တက်လို့ တက်တက် ဟုတ်လား တက်လို့ပဲ မိုက်တယ် မိုက်တယ် ဒါတော့ပဲငါပဲရေမှာတော့ချိန်မောင်းကြော အာဟုတ်တယ် ကျွန်တော်တို့တငင်းသီးအနံ့လေးနည်းနည်းရတယ်။ဘာလို့ဆွဲနေပြီတပန်းကန်ကုန်တော့ ဟုတ်ဘာလို့ကောင်းလဲတွေ့နေ ကျွန်တော်တို့ဖန်အောင်ရောက်တော့ကရင်ပြည်နယ်စတူဒီယာဘယ်လိုဖြစ်မလဲဆိုတာသိချင်လို့ကျွန်တော်တို့စတူဒီယာဝင်စားခဲ့ပါတယ်ကရင်ပြည်နယ်မှာကျွန်တော်တို့စတူဒီယာကျွေးတာကိုထွန်းပတိုင်းကျွေးတယ်လို့ခေါ်တယ်ဗျာ လူရှင်နဲ့သွမတန်စတူဒီတာပါစတူဒီယာစတူဒီယာပြည်တာ ဒီချိုးစား လူရှင်ကမင်္ဂလာဝင်းကိုဖြူမိသားစု ဟာ โอเคအကိုကျမ်းပါပါစေချမ်းသာပါစေစားပြီ ဆွဲရဟာလားโอเค ထမင်းဟာဘယ်ကနေစယူရမှာဟုတ်ပကံယူရမှာဒီမှာ နောက်ခုယူလိုက်ပြီရ သူများစတူဒီယာတိုးလို့မစားတာပြပါတယ် ဟောတော့ပြလိုက် အေးပါ ဘယ်နဲ့အလီ ပကံနဲ့လေး ဘယ်နဲ့လီ စတီးပကံ ပထမအောင်ဆုံးကျွန်တော်တို့စတူဒီယာစားမယ်ဆိုရင်ကျွန်တော်တို့ပကံဟိုကိုယ့်ဘောင်ကိုယူရပါတယ်ယူသွားလို့ရှိရင်ထမင်းထည့်ပြီးတော့စားရုံပဲဗျ ကျေးဇူး တကယ်ကပကံကဆေးပြီးတာတွေအဲ့ဒါကိုကျွန်တော်မသိဘဲနဲ့ ပါပြီ ကျွန်တော်တို့ထပ်ဆေးလိုက်မိတယ်ဗျ ယူပါဘယ်တော့မှရ ဟောသိရမှာလေ ဟမ် ငါသိစီငါသိလက်သေးပေါ့ပြီးအောင် ပကံရင်ဆေးမှာ ဟမ် ပကံရင်ဆေးရအောင် သိရမှာပေါ့ ပကံရင်ဆေးမှာ 你要不等于快点呀？ တိတ်တော့မကြံတော့ဘူးကြ ဟုတ်တယ်တော့သိ အားလုံးမစောက်ဘူး ဒီမှာတကယ်ကကျွန်တော်တို့ဆန်ကကုံသွားတာမဟုတ်ဘူးနောက်မှာထက်ရောက်လာတဲ့ထမင်းတွေရှိသေးတယ်ဗျလူတဲ့လူကကျွန်တော်တို့ဆန်8 30တောင်လူထားတာဆိုတော့အများကြီးရန်သေးတယ်ကျွန်တော်တို့မသိဘဲနဲ့ပြောလိုက်တာဗျ ဟာဟင်းရမြင့်ချင်ဟင်းရယ်ဒီဥစ္စာပါတာလဘောနော်တာလဘောတာလဘော 你干了不？ တာလဘော နှစ်တာလုံး ဟိုတာလဘောနဲ့တော့ကွာတာဗော 打不 စား 了， ဘူးခုမှစားဘူးကကျွန်တော်စားချင် တာလဘောကလည်းနည်းတာလဘောအစ်စ်ပေါ့ဗျာ 打给你呀 အ。ကရင်ပြည်နယ်ကတာလဘောတာလဘောအစ်စ်တငင်းသီးတွေပါပါတယ်ဟုတ်လား ဟောမိုက်တယ် တငင်းသီးတွေပါပေါ့ ဒီရော တာလဘောဆိုတာဒီလိုမျိုး အာ 打了不？打了不？ တာလဘော ဒါလည်းပေါ့ တာလဘောပါဒါပါလေ 对，那把， နံပါတ် ဟော နံပါတ်10လား 嗯， ဟောနံပါတ် 打就打了，打了， ငါပြီးရင်လေ 我不行，不打， တိုးစရာ 嗯， တွေ 不 ပါ 做， စရာပစုံရွက်တွေပါโอเคဆွဲပြော သားတူလား အစားတော့မဟုတ်မြတ်စားတုတ်လေးတော့ငါဖက်တုတ်လို့လေ ဟော ငါစက်ပြတ်တုတ် โอเค တာတူလေးတွေပြီးရ အော်ဒါဟိုကလေးပင်းနေသီး တာတူရဒါငါးလားမဟုတ်ပါဘူး ငါတော့မပေါ့စက်လူပဲကော အကုန်လုံးတက်တက်လို့ တက်တက်လူ ဟုတ်လား တက်လို့ပဲ မိုက်တယ် ဝိုက်တယ် ဒါတော့ပဲငါပဲရေမှာတော့ချိန်မောင်းကြော အာဟုတ်တယ် ဟိုတက်တက်လို့တကယ် ပြီး အသားလေးပါပါတယ်လို့တော့ထင်နေတာဝတ်သားလေးပါ ဟုတ်တယ် တကယ်တက်တက်လို့ တက်လို့ပဲတက်လို့ တရားသာမကြီးလား ဟုတ်တယ်ဒီရှိတယ် ဟုတ်လားတရားသာမကြီးอืม อืม ဟုတ်ကောင်းရရရရုံက ဟုတ် ဟုတ် ဟုတ်ဒါဒီကရင်ပြည်နယ်ဘက်ကလူတွေရိုးရပါဗျာဟိုအလူကိုကျွေးရပါလာပေါ့နေโอเคကျွန်တော်တို့ရန်ကုန်ဘက်မှာတော့မွေးငါပဲပေါ့ဗျာမွေးငါအလူတွေပါအဲ့လိုမျိုးစတူဒီတာတွေပါမွေးငါရှိရရွှေအေးရှိရအဲ့လိုပုံစံမျိုးပဲသူတို့တွေကြတော့ဟာတာလဘောဟင်းလေးနဲ့ထမင်းနဲ့โอเคဒါတာလဘော ဟောတူတယ် တာလဘောကိုကျွန်တော်တို့နည်းမီးကြီးမှာဖြစ်ပါတယ်နည်းထပ်ထည့်လိုက်ထပ်လိုက်ပါ တော့ โอเคငါပြီလာထပ်ထည့်ပြီကျေးဇူးပါကျေးဇူးပါ ဘောကောင်းနော် ဘောကောင်းလေးကဲဆွဲကြည့်ဘယ်လိုလဲတော့ဒီအမေအစိမ့်လိုက်ချိုးထည့်တာလို့အမေအရေးရဲ့အရသာတော့အောင်သူ့အရေးရဲ့အရသာဘယ်လိုရတာလဲဆိုတော့ကျွန်တော်တို့တရင်သီးအနံ့လေးနည်းနည်းရတယ်တန်းနဲ့ထပ်စားကြည့်လိုက်မယ်ဒါတူလို့ပဲဟာတရင်သီးအရသာညာနည်းနည်းရတာနည်းနည်းရတရင်သီးလည်းပါရင်းသီးပါထည့်တာတရင်သီးအရ
ရတာလည်းရတယ်အပြင်းကြီးကြိုက်တဲ့သူတွေတော့ကြိုက်မှာဒါပဲပေါ့ဒါပေမဲ့အသီးရွက်ကတော့နည်းနည်းအစိမ်းကိုပဲချိုးထည့်ထားလို့တိတ်ပြီးတော့သူကမကြက်တဲ့ပုံစံဗျာတကယ်ကျွတ်ရွပါပေါ့ဗျာသူကဒီအစိမ်းလိုက်ထည့်ထားတဲ့ပုံစံမျိုးဖြစ်အဲ့ဒါလေးနဲ့ကျွန်တော်တို့ဒီငပိရည်နဲ့ဆိုတော့တော်တော်ကောင်းပါသိလားတော့ဒီတိုင်းလဲကျွန်တော်တို့ပစုံရွက်ကအစိမ်းပဲလှုပ်ရှားနေကြတဲ့လူတွေရှိအဲ့တော့ဆိုးပါဦးကောင်းတယ်ဟုတ် တော့ကောင်းတယ် အောက်ဆင်းပြီးရအားလုံးဆွဲနေပြီတပတ်ကန်ကုန်တော့ ဟုတ်ဘာလို့ကောင်းလဲတွေ့နေ တပတ်ကန်ကုန်တော့လူချင်းရှိလို့ထားတာ ကာသမားလည်းခေါ်လာပြီလို့ ကာသမားကလည်းဟုတ်ကာသမားဦးလေးကြီးကခေါ်လာပြီးတာဗျာ ဟုတ်တယ်အဲ့စားနေတာလို့ အဲ့ဦးလေးကြီးကိုလည်းငှားပါရောက်တဲ့လူတွေမှာတော်တော်အဆင်ပြေတယ်အဲ့ဦးလေးရဲ့ဒါပဲ စင်ကပါရွာဆို ဟုတ်တယ်ဟုတ်တယ်တို့အကုန်လုံးစေတနာနဲ့လိုက်ပို့ပေးတာတကယ်ဖအံကိုလည်းတကယ်ချစ်တဲ့ဦးလေးကြီးမဟုတ်လို့ခေပါကအားပါပြီ ကျွန်တော်တို့နှစ်ပကံလောက်စားပြီးတော့ဘိုက်ကတင်းသွားပြီဆိုတော့ကိုစားထားတဲ့ပကံတွေကိုသေချာပြန်ဆေးပေးခဲ့တယ်ပြီးတော့အလူရှင်တွေအတွက်တာရုခုံအနေနဲ့ကိုတက်နိုင်တဲ့လောက်အလူငွေလေးပြန်ထည့်ခဲ့ပါတယ်ဖအံမှာဒီလိုစတူဒီယာစားခဲ့တဲ့အတွေ့အကြုံကတော့တော်တော်လေးကြည်နူးစရာကောင်းပါတယ်ဗျအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်ပါ